ပတ်ဝန်းကျင်လည်းအရန်အေဂျင့်နဲ့စိတ်ငြိမ်ရက်ကွက်မှာလည်းရှိရယ် VIP 6ရက်ကွက်မှာမင်းခေါင်လမ်းကျယ်ပေါ်မှာရှိရယ်လုံးဝ share ပြင်ဆင်ပေးထားတဲ့ကွန်ဒိုမှာဒုတိယထပ်စစ်အခန်းလေးနဲ့အကြောင်းမိတ်ဆက်ပေးပြစေရှင်location နဲ့ဝယ်ထားတဲ့ဒီကွန်ဒိုလေးဟာဆိုလို့ရှိရင်ဝေဇနီယာမိန်လမ်းမကြီးသစ္စာမိန်လမ်းမကြီးကိုတဲပေါက်တဲ့အင်းဝလမ်းမကျယ်နဲ့ဝေဇနီယာမိန်လမ်းမတန်တုမာလမ်းမတို့ကိုတဲပေါက်တဲ့46ပြမဆိုလမ်းနှစ်ခုကိုဆက်သွယ်ထားတဲ့မင်းခေါင်လမ်းကျယ်ပေါ်မှာရှိတဲ့တောင်ကလာ VIP 6ရက်ကွက်ကကွန်ဒိုမှာဒုတိယထပ်အခန်းလေးပဲဖြစ်ပါတယ်ရှင်ပေ40-60ကိုရင်ခွဲဆောက်ထားတဲ့ဒီမီနီကွန်ဒိုခန်းတရာဆိုလို့ရှိရင်18ပေ54ပေရှိပြီးတော့အခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းဆိုဖာစက်တီအသစ်ဆက်တွေဖဲ့ပြီးထားတဲ့24နိုင်မီရအောင် power station ကိုထည့်ပေးထားတဲ့ TV စင်လေးလည်းပါမယ်မျက်နှာကျက်ဆိုလို့ရှိရင်လည်းလုံးဝ share ကိုလုပ်ပေးထားတဲ့ 5D နေရန်ကတ်ကြီးကိုလည်းထည့်ပေးထားပါတယ်ရှင်ပစ္စည်းဆိုလို့ရှိရင်လည်းလုံးဝအသစ်ကိုထည့်ပေးထားတဲ့လူလုံးဝမနေရသေးတဲ့တက်အသစ်ဆက်လေးလည်းဖြစ်တဲ့ကားပါကင်လည်းတော်တော်လေးကိုအဆင်ပြေတဲ့အခန်းလေးဖြစ်ပြီးတော့ master တခန်း single တခန်းကိုအုပ်နဲ့ဖွဲ့ပေးထားတဲ့ဘေးမှာဆိုလို့ရှိရင်လည်းဘေးတိုင်းမရှိတဲ့အတွက်ကိုလင်းဝင်လေထွက်နဲ့အလင်းအောင်ကောင်းကောင်းရရှိမှာဖြစ်ပါတယ်ရှင်အခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်လည်းပါကီအပြည့်ကိုခင်းပေးထားတယ်မီလုံးမီဆိုင်အောင်မှာလုံးဝ share ပြင်ထားတယ်6လမ်းလေးလည်းကျယ်တယ်အိတ်ခန်းလေးလည်းကျယ်တယ်အိတ်ခန်းလေးလည်းတော်တော်လေးကိုကျယ်ပါတယ်ရှင် master ခန်းဝင်လိုက်ပြီဆိုလို့ရှိရင်လည်း master ခန်းဖြစ်တဲ့အတွက်ကိုရေချိုးကိုင်းတာဘိုးတိုင်းပေးစင်ပါတယ် AC လေးလည်းပါပါမယ်ရှင်တမန်ဆိုင်ရှိတ်ဆိုလို့ရှိရင်လည်းတအိမ်လုံးကိုပတ်လည်းတက်ပြီးထားပါတယ်ရှင်ကရှင်ကန်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကြွေပြားခင်းထားတယ်ကြွေပြားကတ်ထားတယ်ရေချိုးကိုင်းတာဘိုးတိုင်းပေးစီလေးလည်းပါပါမယ်ရှင်ရေကတော့ထုံးစံအတိုင်း2လိုင်းပေါ့ရှင်ရေကတော့2လိုင်းအဝေးစီရောချိုးဖြူရောပါပါမယ်ရှင်တကားတွေဆိုလို့ရှိရင်လည်းကျွန်းတကားတွေကိုတအိမ်လုံးတက်ပြီးထားတယ်ညီမတို့ဒီကရှင်ကန်းမှာဆိုလို့ရှိရင်လည်းညှော်ချောင်းတကားတွေကစလုပ်ပြီးထားပါတယ်ရှင်လူလုံးဝမနေရသေးတဲ့တိုက်အသစ်ဆက်လည်းဖြစ်တယ်တိုက်သားလည်းတော်တော်လေးကိုကောင်းတယ်ဒုတိယထပ်လေးလည်းဖြစ်တယ်မီနီကိုနိုမှာလုံးဝရှယ်ပစ္စည်းတွေထားတဲ့အခန်းလေးလည်းဖြစ်တယ်အသင့်တက်နေရုံအခန်းလေးလည်းဖြစ်ပါတယ်ရှင်အခန်းလေးရဲ့ခေါ်စီကိုတော့4495သိန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်ဘတ်ဂျက်လိုချင်တဲ့ customer တွေအတွက်လည်းဘတ်ဂျက်ရပါတယ်ရှင်ပတ်ဝန်းကျင်ကလည်းတော်တော်လေးကိုကောင်းတယ် lift ကလည်း24နာရီ run ထားတယ်စိတ်ငြိမ်ရက်ွက်လည်းဖြစ်တယ်အချက်ချာကြတဲ့နေရာကောင်းလေးလည်းဖြစ်ပါတယ်ရှင်ကားပါကင်ဆိုလို့ရှိရင်လည်းလုံးဝပူစရာမလိုတဲ့နေရာလေးလည်းဖြစ်တယ်လမ်းလေးလည်းတော်တော်လေးကိုကျယ်ပါတယ်ရှင်လမ်းတောက်လျှောက်မှာဆိုလို့ရှိရင်လည်းလုံးဝကွန်ဒိုတွေပဲကိုဆောက်ထားတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင် location တော်တော်လေးကိုလည်းမိုက်တယ်သစ္စာမိန်လမ်းမကြီးနဲ့ဝေဇနီယာမိန်လမ်းမကြီးကိုထဲပေါက်တယ်အင်းဝမိန်လမ်းမကြီးနဲ့ဝေဇနီယာမိန်လမ်းမကြီးတန်တုမာမိန်လမ်းမကြီးကိုထဲပေါက်တယ်46ပြမဆိုလမ်းနှစ်ခုကိုဆက်သွယ်ထားတယ်မင်းခေါင်လမ်းကျယ်ပေါ်မှာရှိတယ်ဒုတိယထပ်ကမှလုံးဝ share ပြင်ဆင်ပေးထားတဲ့အခန်းလေးကိုတော့ညီမ4495သိန်းညှိနှိုင်းလေးနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။ဘန်ကျင်းလိုချင်တဲ့ customer လေးတွေအတွက်လည်းဘန်ကျင်းရတာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းတော့ညီမရဲ့ Kikiri ရဲ့ estate ကိုဆက်သွယ်စုံစမ်းမိနိုင်ပါတယ်ရှင်။